ဒါသိရဲ့ 1.4 INTER Intermolecular forces ဒါပြီးရင်တော့တစ်ပိုင်းနဲ့တယ်ကြည့်ကြည့်နော်ကြည့်အားလုံးပေါင်း5ပိုင်းတင်ရတယ်နံပါတ်1ပါလေ basic concept to understanding နဲ့ chemical bonding နံပါတ်2 ionic bond ဒါကြည့်ပြင်ရတယ်နံပါတ်3 Covalent bond နံပါတ်4 intermolecular forces ဆိုပြီးတော့ရှိတယ်နံပါတ်5ကျတော့ metallic bond နော်အဲ့တော့နံပါတ်5လည်းတစ်ချိန်တင်ရတယ်အဲ့တော့ intermolecular forces တို့ခေါင်းစဉ်မှာအပိုင်းနှစ်ပိုင်းရှိတယ်လေ chemical bonding and intermolecular forces ဟုတ်လားchemical bonding ကတော့ခုနဟာလေးဟို chemical bonding ပေါ့တကယ်တော့ metallic bond နဲ့ chemical bonding နဲ့ထည့်ရနော်အဲ့ထားလိုက်ပါ 1.4 ပါ intermolecular forces ဆိုရင်ကျတော့ခေါင်းစဉ်တွေ့တာနဲ့သိရမယ့်အရာရှိတယ် intermolecular forces ဆိုတာဘယ်လိုအချိန်မှဖြစ်ပေါ်တာလဲဆိုတော့ between molecule inter ဆို between ဆိုတာ between molecule molecule နှစ်ခုကြားထဲမှာဖြစ်ပေါ်တဲ့အားကို intermolecular forces စတဲ့ငယ်ပြောရရင်နော် molecule တစ်လုံးထဲမှာဖြစ်ပေါ်တဲ့ within molecule ဆိုရင် within molecule တစ်လုံးထဲမှာဖြစ်ပေါ်တဲ့အားဆိုရင်ဘာလို့ခေါ်လဲ intramolecular forces မှန်ပြီတော့စာရပြန်သွားပြီစာအနည်းစာပဲရှိတယ်နော် intramolecular forces လို့ခေါ်တယ်ဟုတ်လားအဲ့ဒါကမှဘယ်ကောင်အားကောင်းလဲ intermolecular forces နောက်ခုကြားတဲ့ဟာကိုအားကောင်းတယ် ဘယ်လိုကြားပဲခုကြားတဲ့ intermolecular forces နဲ့တစ်ခုကိုတွေးနေရအဲ့ဒါကိုပြောလေ internet လား intra နဲ့မှာဘယ်ကောင်အားကောင်းလဲ intra သူတို့ပြောရ within within inter လား intra လား intra intramolecular forces ကအားကောင်းတယ်ဟုတ်ပြီနော်ဟုတ်ကဲ့အဲ့တော့ကျတော့အဲ့ဒါလေးကိုခေါင်းနဲ့တွေ့ရတယ်တန်းစီထား intermolecular forces ဆိုတာဟာ intermolecular forces ဆိုတာဘာလဲတော့ between molecule တစ်လုံးကြားမှာဖြစ်ပေါ်တဲ့အား intramolecular forces ဆိုတာ molecule အတွင်းထဲမှာဖြစ်ပေါ်တဲ့အားဟောအဲ့အားမှာ intramolecular forces ကအားကောင်းတယ်နော်အဲ့ဒါလေးပေါ့အဲ့တော့ဒီမှာစာပိုက်လေးတွေရှိတယ်အဲ့စာပိုက်လေးတွေဖတ်ပြီးဘာသာပြန်နေရှင်းမှရမှာဟုတ်လားအဲ့တော့ဆရာတို့ကစာပိုက်လေးဖတ်ပြီးတော့ဘာသာပြန်ပြီးရှင်းမယ်ဆိုရင်မင်းတို့ကပြန်ပြီးတော့ဖက်စာအုပ်ဖတ်တဲ့အခါမှာအကျုံးဝင်တယ်ဟုတ်မင်းတို့ဖတ်ပြန်မယ်ဆရာကိုစပြီးတော့ကျောင်းဟုတ်ပြီစဖတ်မယ်တို့တွေမဆုံးတော့ထိုင်လိုက်တယ်ပဲကျုံမထုတ်ထားဘူးအဲ့ဒါကရှိတယ်ခဏမှတို့မမလာလိုက်တက်တော့မယ်ဒါဒီစီအပြီးလို့အားပြီးလို့ဟိုရသိနေရတယ်ဟဲ့ Molecule in a substance are found by joining atoms together and they are attractive and repulsive forces that arise between the molecule. These forces are known as intermolecular forces which are responsible for most of the physical and chemical properties of matter. Molecule in a substance molecule ထဲမှာဖြစ်ပေါ်တဲ့ molecule in a substance ဆိုတဲ့အရာဝတ္ထုမှာပြော molecule မှာအားဖောင်းဖြစ်ပေါ်တဲ့ by joining atom together တစ်ခုနဲ့တစ်ခုချိတ်ဆက်နေအဲ့မှာအဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်နေ joining atom together ဆိုတာဘာပြောရလဲဆိုတော့အဲ့ molecule တွေတော်တော်များများကကိုပြတဲ့ဘုံနဲ့ချိတ်ဆက်နေတယ်အဲ့ဒါကိုပြောတာဒီကအထက်တဲ့ဘုဒ္ဓတော်တော်ကောင်းတယ်ဘာလို့ဘုဒ္ဓတော်ကောင်းဒါအဲ့ဘုံthe molecule ဒီလိုအနုက intermolecular force အဲ့ကို intermolecular force လို့ခေါ်ပါတယ်အဲ့ intermolecular force ကြောင့်လည်း physical chemical property တွေအမျိုးမျိုးပြောင်းလဲနေတယ်နော်
နောက်တစ်ခုဖတ်မယ် A covalent bond A covalent bond within a molecule is described as a pair or electron share between the atom. ဟုတ်ပြီဒီစစ်ကြည့်ပါအားလုံးဘောကြည့်မယ်ကိုဗလန်ဘုံဆိုပြီးဆိုတော့ခုနပြောတယ်လေအင်လာမော်ကျော်ဘုတ်မှာချိတ်ဆက်နေတဲ့ကောင်လည်းကိုဗလန်ဘုံနေမြင်ရပါတယ်ကိုဗလန်ဘုံနေပေါ့ကိုဗလန်ဘုံနေနဲ့ချိတ်ဆက်နေတယ်သိလားကိုဗလန်ဘုံလို့ပြောတာနားမတဲ့အချင်းချင်းပေါင်းဆက်ဟုတ်လားကိုဗလန်ဘုံလို့ပြောတာ ਨੇ transfer of electron လား share pair of electron လား Covalent bond share pair of electron. အောင်ဆိုင်နော်ဘယ်နဲ့ဆိုရင်တင်လဲဆိုရင်အိတ်ငိုင်းမယ်နော်ကိုဗလန်ဘုံကဖက်ဆက်စီ share pair of electron ဒီတော့စုံတွဲတွေကိုဘာလုပ်တာလဲ share လုပ်တာမ share လုပ်တဲ့ကောင်မှဒီမှာဒီကလေးလေးချက်ကြည့်အောင်ဒီမှာ C ရဒီမှာ C ရအဲ့ဒါ C ရက atomic number အဘော sorry ဟိုကဘာလဲဘယ်လိုက်ရတော့6လုံးခုနလုံးပဲဒီနေ့3 4 5 6 9ဟုတ်လားဟုတ်လား ဟုတ်ဘူးကြာ ဒီဘုံမိဓာတ်တဲ့နဲ့3 4 5 6 9ဒီစကြည့်ပါဟုတ်လားဟုတ်လားဟုတ်လား ဟုတ်ပါရဲ့ ဒီမှာအားလုံးမလုံးပြလာတယ်10လုံး 10လုံး ဒီမှာအားလုံးမလုံးပြလာတယ်10လုံးဒီလေက electron ဘာလို့လဲ share လို့ထားတယ် share လို့ထားတယ်ဒါ share ပေါ့ဟာ SHAE share ဒီကတလုံးနဲ့ရတော့တော့ဒီကောင်ကစုံလဲပြတော့ share pair ကိုခေါ်တာပေါ့ share pair of electron share pair of electron ဒါ share လို့ထားအခုတော့တော့ဒီမှာ A နဲ့ C ရ A C ရ A ကတလုံး C ရက နှလုံး 9လုံး1 2 3 4 5 6 9ဒါတော့မှ A ကနှလုံးနဲ့ဒီနေသွားတယ် C ရကတော့ခြေလုံးနဲ့ဒီရတယ်သူလည်းပါတယ် share SHAI share PAIR share pair ဆိုဒီတော့ဒါတော့ပြရမှာ share လုပ်တာကြီးပဲသူလည်း share လုပ်တာပဲသူလည်း share လုပ်တာပဲတဲ့ share လုပ်တာကမှသူတို့နှစ်ခုကဒီ energy ရဲ့အတန်နေဟုတ်လားထပ်ကြတဲ့အတန်ကို share လုပ်တာတယ် share လုပ်တဲ့ကမှသူတို့ရဲ့အားနှစ်ခုကဘာဖြစ်လဲဆိုတူနေတယ်တူနေတော့အားနှစ်ခုတူနေတော့ဘောတရားကြီးဒီအလဲမှာသူတို့ share လုပ်တာတဲ့ electron စုံတွဲလေးကဘယ်မှာပဲရှိတော့အလဲကောင်မှာပဲရှိပြီအားနှစ်ခုဘာဖြစ်လဲတူနေလို့အလဲကောင်မှာပဲရှိဒီမှာကျတော့သူကစီယာကအားပူကောင်းတယ်အားပူကောင်းတယ်ဒါလေးချက်မနော်ကျန်အားပူကောင်းတော့အဲ့ဒီ share လုပ်ထားတဲ့ electron ကိုသူ့ဘက်ကိုပူပူတာလေးဆွဲလိုက်သူတို့ကဘာလုပ်လဲပူတာလေးဆွဲလိုက်အားမမြောက်ဘူးအဲ့ကအားနဲ့ C ရဲ့အားလို့ကမှတ်ထားတော့ C ကအားလည်းကောင်းလည်းကောင်းအဲ့ဒီ share လုပ်ထားတဲ့ electron ကို electron စုံတွဲလေးကိုသူ့ဘက်ကိုသူ့ nuclear ဘက်ကိုပူပူတာဆွဲထားတယ်အဲ့တော့အဲ့နဲ့ဘာလို့လဲဝေးကွာသွားတာအဲ့နဲ့ဘာလို့လဲဝေးကွာဒါမှမဟုတ်တော့မမဟိုက်ဒရိုဂျင်ဒီမှာC ရပေါ့တဲ့နဲ့ဒီမှာသိလားဒါဒီလို share ဒီကဟိုက်ဒရိုဂျင်မှာ share လုပ်လိုက်ပြီးတော့ဘယ်ဘက်ဘုရုနာကိုပူပါသွားလဲ ဆီယာဘက်ကို ဆီယာဘက်ကိုပူပါသွားတယ်ဆီယာကဘာကောင်းနေတာလဲအားကောင်းနေတယ်ဒီနေ့ပြောရင်အလုံးလုံးကပရီဇာမှုကောင်းများနေတယ်အီလန်နဲ့အဲ့လိုတစ်ဖက်တည်းသွားစုတာအီလန်စုတယ်ဆိုရင်ဘယ်ဘက်ကိုသွားစုလဲအီလန်ကအားကောင်းတဲ့ဘက်ကိုသွားစုဒီနေ့အိတ်ကနေဆီယာဘက်ကိုသွားစုတယ်အီလန်နဲ့သွားစုတဲ့နေရာကိုသွားစုတာအဲ့လိုသွားပြီးတစ်ဖက်တည်းသွားစုတော့ဘာလို့ခေါ်လို့အဲ့လိုက share လို့ဘုံတစ်ခုပြောရမယ်အဲ့တော့သူ့ကိုဆိုတော့ဘုံပိုရာတီလို့ခေါ်တယ်။ဘာလို့ခေါ်လဲ။ဘုံပိုရာတီဆိုတာ electron ဘယ်နဲ့ဘယ်ကိုသွားလဲဆိုတော့ direction ပဲ။ဒီလား။ဘယ်ဘယ်ကိုသွားလဲ။အဲ့ကနေ C ဘက်ကိုပို့သွားတာ။ဘုံပိုရာတီလို့ခေါ်တယ်။ဒီကမှရှုပ်တာ diamond movement လို့ polarity လို့ polar လို့ဘုံ polarity လို့အဲ့ဒီလိုအခေါ်တွေကရှုပ်နေတယ်။ဒီညမှာဒီလား။ဟိုတို့ရှိမှတော့မှတ်မိလားလက်တစ်ရယ် unit cell ရယ်ဟာ unit cell ရယ်လက်တစ်ရယ် crystal လက်တစ်ရယ်အဲ့လိုရှုပ်ပြီဒီမှာလည်းနိုင်ရှုပ်တာရှိ
ဘာပြရမလဲကလေးကဘွန်ပူရာတွေပြရမယ်ဘွန်ပူရာတွေပင့်ပူရာနန်းပူရာပင့်ဒိုင်ဘုံမုံမဲ့အဲ့ဒီကလုံးတွေအတိတ်ဟိုဒုဆောင်ချက်တွေမသိကြမသိတော့ကလေးကအင်းနာမို့တော့ဖို့ခပ်ပြီးခပ်ဘူးခပ်မှန်ခပ်လည်းခပ်တော့ဒါအကျမ်းမရှင်းပြတာပြင်စရာဥမာလေးနဲ့ရှင်းဖို့ရှင်းပါမယ်ဟုတ်လားဒီနှစ်ခုက CSC အမျိုးသားတူနေတယ်တူနေတော့အားတယ်တူနေတယ်တူနေတဲ့ကြောင့်သူက equal share လို့ခေါ်တယ်ဒီမှာ share တော့ share ပဲ E2UA equal share အားတစ်ခုတူတဲ့တူတော့အဲ့ဒီကောင်လေးကအဲ့သူတို့ share လုပ်ထားတဲ့ electron စုံတွဲလေးကဒီဘက်က nucleus နဲ့ဒီဘက် CN nucleus နဲ့ဒီဘက် CN nucleus နဲ့ခုအပေါင်းရဲ့အလဲတက်တဲ့မှာရှိ share လုပ်ထားတဲ့ electron လေးကသိလားသူတို့ share လုပ်ထားတဲ့ electron စုံတွဲလေးကပုတ်ပက်လည်းမသားဒီဘက်လည်းမသားပေါ့အလဲတက်တဲ့မှာရှိဘာဖြစ်လို့လဲ equation အားနှစ်ခုကလည်းတူတယ်ဟုတ်ပြီနော်ဒီမှာကျတော့ an equation ဖြစ်သွားပြီ CL ကအားပိုကောင်းတယ်အားပိုကောင်းတော့ electron တွေကဘယ်သူဘက်ကိုသွားစုတယ် CL ဘက်ကိုသွားစုတယ်ဘယ်သူဘက်ကိုသွားစုလဲ CL ဘက်ကိုသွားစုတယ်အဲ့ဒါဆိုအဲ့ဒါကိုဘာလို့ခေါ်လဲ bond polarity လို့ခေါ်တယ်ဘာလို့ခေါ်လဲ bond polarity ဘွန်ပူရာဒီတော့ဥပမာပြောမစို့လူတစ်ယောက်ဒီလမ်းလျှောက်တယ်သိလားအဆန်လေးလေးဒီလမ်းလျှောက်ဒီဘယ်ကနေလဲတော့အရှိမအနောက်ကိုအရှိမအနောက်ကိုဘယ်ကရှိဟုတ်ဘယ်ကနာဟုတ်အရှိမအနောက်ကိုလမ်းလျှောက်အဲ့ဒါဘွန်ပူရာဒီဒါရှိကိုပြတာသိလားဟုတ်ဘွန်ပူရာဒီပဲအရှိအနောက်လမ်းလျှောက်တယ်5 kilometer လမ်းလျှောက်တယ်လျှောက်တဲ့အားဘယ်လောက်လဲ5 kilometer ဒါလေးခဏမှတ်တာအရှိမနောက်လမ်းလျှောက်ကြဘုံပူရာနေပဲအော် electron တွေဘယ်နဲ့တော့သွားစုတာလဲ 8 ကနေ CSC 8 ကနေ CSC ကိုသွားစုတယ်ရှင်းပါလဲဆက်ပြောထားပြီးသားဒါအခုကအဲ့တော့ဒီကောင်ဒီသွားစုတဲ့အကြောင်းရင်းဘာလို့ CL ကအားပိုကောင်းလို့ဒီနေ့ပြန်အလုံးတော်တမှုများလို့ EN တမှုများလို့ EN မြင်လဲမြင်အောင် CL ကပိုဆွဲလိုက်တာပဲဟုတ်ပြီနော်ဒါဆိုရင်အဲ့ကြရင်ဆယ်တော့အပူဆုံးနေအမာဆုံးနေဖြစ်လာဟုတ်လားဥပမာအနေနဲ့ပြောမယ်တော့ရှင်းပါလားပြောဒီမာကာလေးကိုသူ့ရဲ့ဆရာရဲ့တရားတစ်ထောင်နော်တရားတစ်ထောင်စီနော် share လုပ်ပြီးဝယ်ထားတယ်တရားတစ်ထောင်စီ share လုပ်ပြီးဒီမာကာလေးကိုဝယ်ထားတယ်ဒီမာကာလေးကိုဘာလို့ပြီးဝယ်လာလဲ share လုပ်ဝယ်လာစာတင်တဲ့အချိန်ပဲဒါဘလို့အိမ်လုံးကိုခေါ်တယ်ကျောင်းလို့ပြောတာစာတင်တဲ့အချိန်ပဲသုံးတယ်ဟုတ်လားသူစာတင်သူသုံးတယ်ဆရာစာတင်ဆရာသုံးတယ်နော်အိမ်ဝင်သွားလို့ရလားမရပါဘူးမရဘူးဒါကျောင်းတိုင်းမှာပုံထားရတယ်စာတင်တဲ့အချိန်သုံးမယ်ဒီမှာကလေးကိုစာတင်တဲ့အချိန်သုံးမယ်ဟုတ်လားဆရာလည်းမပိုင်သူလည်းမပိုင်ဘာလို့စားလဲ share လုပ်တာအဲ့မဲ့အဲ့ဒါဆရာတစ်ခါကျတော့မဖြစ်လို့ဆိုသမီးရေဆရာဒီမှာကအိမ်ဝါမယ်ဒီမှာကဘာလုပ်ရမလဲအိမ်ဝါမယ်အိမ်ဝါမယ်အိမ်ဝါမယ်ဟေ့ယူလို့ရလားမရယူလို့မရဒါပေမဲ့ဆရာဘာလို့လဲဆိုသူ့ရဲ့ပါဝါပုံမြင်တာသူ့ရဲ့ဆရာဆိုတော့ဆရာဆိုတော့ပါဝါပုံမြင်ညတော့အိမ်ဝါမယ်ဒီနေ့မှဆရာပြောတယ်ဘာလို့လဲဆိုလူလောကတဘာဝနဲ့တုံးလို့ဒါကလူဘာဝတာလို့ပြောတယ်အဲ့လိုပဲလေလူဘာဝတာနိုင်ကျင်တာဟာလားအိမ်သွားမယ်ဟိုမှာမပြောရဟုတ်ဆရာဒါပေမဲ့ယူခွင့်ရှိလားမရှိပါဘူးဟုတ်တယ်နော်ဒါပေမဲ့ဆရာဘာလုပ်လဲလဲအိမ်ကိုပါဝါသုံးပြီးယူသွားတာဟာလားပါဝါသုံးပြီးလာလဲယူတယ် share လုပ်ထားတဲ့အရာတစ်ခုကိုဆရာကပါဝါသုံးပြီးယူတယ်ဆရာကစီကိုပါဝါတော့ဒါပေမဲ့အဲ့ကောင်ဆရာပိုင်တာပိုင်သူကပိုင်တာမပိုင်တော့ဆရာအိမ်ကိုဘာလုပ်ရလဲသိမ်းသွားတယ်ဆရာရှင်ကတော့ပါလာတယ်ဆရာရှင်ကပါလာဆရာဘာသုံးလိုက်တယ်ဆိုလူဘာဝတာပါဝါသုံးတယ်ငါဆရာပဲအနိုင်ကျင့်တာဟုတ်လားအဲ့လိုပဲဒီမှာအဲ့နဲ့ဆရာမှာဆရာကအားကိုကောင်းတော့သူ့ဘက်ကိုပို့တာဆွဲသွားတာပို့လာဆွဲတော့အဲ့ရှဲလို့တာလေလို့အဲ့ဘက်ကိုရောက်သွားတော့ဒါလေးပြောဆဲလိုက်တော့မမီလည်းကြာရှိမှတင်သွားလေဒါလူတော့လာခဲ့အဲ့ဒါတွေ့ရမယ်ဟာဟုတ်လားသူ့ဘက်ကဘာဖြစ်လဲပို့သားလေးယူသွားတာပေါ့ဒီ share လိုက်လို့နှလုံးကို
သူ့ nucleus ကိုကိုတာလေးယူသွားတာဒီလိုပုံစံဖြစ်သွားတာဒီမှာ nucleus ရှိတယ်ဒီမှာ nucleus ရှိဒါ hydrogen ပေါ့နော်အဲ့တော့သူ့ဘက်ကိုပို့ဆွဲသွားပြီးတော့ပို့ယူသွားတယ်သိလားဒါ hydrogen ဒါပါလေ protein ဒီမှာelectron နှလုံး share တဲ့ electron သူ့ဘက်ကိုပို့ယူသွားတာပေါ့ဟုတ်နော်ဒီမှာလို့အတန် electron protein ဆက်ဆွဲရတယ်လားအဲ့လိုလည်းပို့ယူသွားသူကပို့ယူသွားပြီဟုတ်နော်အဲ့တော့ခုနဒီမှာကလေးအကြောင်းမှတ်မိရတယ်ဆရာဆိုတဲ့ပါဝါသုံးပြီးတော့ဒီမှာကောက်ပြင်ယူရတယ်အိမ်ယူရတယ်တကယ်တော့ယူရင်းမရှိဘူးဒါပေမဲ့အိမ်ယူရတယ်ဆိုမှဆရာပိုင်လားပိုင်ဒီမှာကလေးပါလို့တာ share လို့အဲ့ဒါနဲ့သူကသူ့ရဲ့ share electron ကိုသူ့ဘက်ကိုပုံတာလေးဆွဲလိုက်တာပဲရှိတယ် share တဲ့ electron ကိုမပိုင်ဟောဒီ hydrogen ကလည်းအဲ့ဒီသူ့ဘက်ကိုပုံတာပြီးလိုက်ရတယ်အပြီးဆိုတာလားမဆုံးလားမဆုံးဘူးအပြီးမဆုံးလေအပြီးမဆုံး hydrogen လည်းအပြီးမဆုံးအပြီးဆုံးလိုက်ရင်ကျတော့ဘာပေါ်သွားလဲဆုံးပြီးဘာပေါ်လဲပလက်ပေါ်ဆုံးပြီးရင်ပလက်ပေါ်ပလက်ပေါ်လားဆုံးပြီးလို့ဆွဲပြီးရင်မိုင်းလက်ပေါ်တယ်မိုင်းလက်ပေါ်လားဆွဲပြီးလို့ဥပမာကအန်ဒီဆိုဒီ11 2.8.1သူ့မှာရှိတဲ့တလုံးကိုသူအပြီးဆုံးလိုက်တော့အဲ့ဒီမှာဘာပေါ်သွားလဲပလက်ပေါ်သွားတယ်2.8မချမ်းလားချမ်းတယ်အဲ့ပလက်ပေါ်တာဘာအဲ့လဲ CAGR ကအိုင်းဟုတ်လားဟုတ်ဒီကငါတို့ electron ပုတ်ပေါင်းဝိုင်းနေတယ်ဆိုတော့ C1 အဲ့ဒါ C က 2.8တော့7ဆိုတော့ဆွဲပြီ C က 2.8တော့8ဟုတ်လားAN ရောသူဆွဲပြီး minus ပေါ်အဲ့ဒီတရက်ဒီ minus တွေပေါ်တဲ့ကောင်ဆိုတော့ full ion ကိုခေါ်တာပေါ့အပြီးဆိုလိုက်တာအပြီးပေးလိုက်တာကိုကအပြီးယူလိုက်တာဒီလိုလေးကိုကညို့အပြီးဆိုတာလားမစုံဘူးခဏတော့ပေးလိုက်တာဟိုကအားကောင်းလို့ခဏပြီးတော့အဲ့တော့သူက partially positive ပုံပဲ Z plus အဲ့ကဆုံးလိုက်ရတယ်သူရဲ့ matrix ရောက်ဘာကပါဖြစ်လဲအေးပေးတော့ပေးလိုက်ရတယ်ဒါပေမဲ့အပိုင်တော့မဟုတ်ဘူးအဲ့ကြောင့်တပိုင်းသစ္စာ partially တပိုင်းသစ္စာ positive ပေါ်ပါသိလားအဲ့ဒါကိုကျတော့ del လို့ခေါ်ပါ delta ပေါ့အရှိကော delta ပေါ့ del လို့ခေါ်ဘာဖြစ်လဲ delta ကိုကောင်းကလည်းရလို့ရတယ်ဆရာကတော့ရလို့ရတယ်ဒါပေမဲ့ဒါပေမဲ့တပိုင်းသစ္စာပဲရတော့ partially negative partially negative partially တော့ del လို့ရှုပ်တာပဲ partially negative သင်္ကေတအားဖြင့် del minus ဒီလားအဲ့ဒါကိုဆရာတို့ကအဲ့လိုမျိုးစီရတော့ကိုရွှေဝါးပြီလို့ပြောတယ်ရွှေဝါးပြီလို့အဲ့ဒါကိုဆရာတို့ကဘုံပိုရာတွေဖြစ်တယ်လို့ခေါ်တယ် partially positive ပေါ်တယ်တခုက partially positive ပေါ်တယ်တခုက partially negative ပေါ်တယ်ဘယ်ဘက်မှာသွားစုလဲအားကောင်းတဲ့ဘက်မှာအေးရနာမှုများတဲ့ဘက်မှာသွားစုတယ်အဲ့ဒါကိုဘုံပိုရာတွေလို့ခေါ်တယ်နော်ဘုံပိုရာတွေဒီမှာလို့ဘာသာရေးပြန်တယ်ဘုံပိုရာတွေက electron ရဲ့စုတဲ့ဘက်ကိုပြောတာအဲ့တော့del plus del minus ပေါ်သွားပြီအဲ့တော့ဘုံပိုရာတွေဖြစ်သွားပြီဆိုတာနဲ့အဲ့လိုဟို electron ကတစ်ဖက်ကိုသွားပြီးအားနဲ့သွားပြီးတော့ရောက်ရှိသွားပြီဆိုတာစုသွားပြီဆိုတာ ਨੇ အဲ့ဒီမှာဘုံပိုရာတွေဖြစ်တယ်ဘုံပိုရာတွေဖြစ်ရင်အဲ့ဒီ molecule တွေ polar molecule ဖြစ်တယ် del plus del minus ပေါ်တာဟိုဇွန်အမှန်ဆုံးပေါ်တော့သူ့ဘာလို့ခေါ်လဲ polarity လို့ခေါ်တယ်သိလားဒီမှာတော့ကတော့ equation ဖြစ်နေတယ်သိလားအတမလို့တကယ်ညောက်တယ်ဆိုရင်လူဘာမှလို့မရဘူးသူယူမဆိုလဲနေဘာလို့အားကြောင့်ဘာကိစ္စယူသွားမှာမပြီးနိုင်ပြောလို့ရတယ်မဟုတ်လားဆရာဒီလိုတကယ်ညောက်ဒါ equation လေဒါ equation ဆရာနဲ့ကပြောလို့မရတော့ဘူးငါတို့ဆရာသိလားဆရာယူရလေနောက်နေ့တော့ပြန်ထားပေါ့လို့ဆရာလည်းယူရတယ်ဒါပေမဲ့အပိုင်မဟုတ်ဘူးအပိုင်တော့ဟိုရရပြီဆိုရင်တော့ minus ပုံမှာပေါ့ဟုတ်လားအပိုင်မဟုတ်ဘူးဆရာလည်းဒီရ share ပဲ share လို့ရတယ်ဆရာအိမ်မှာဒီတုံးနေတာပေါ့ဟုတ်ပြီနော်အော်ဒီမှာကျတော့ဘာပြောလဲ equation ဘယ်လိုလဲ CN ကဆိုအားဘာပဲလဲမျှအားကတော့အဲ့ share လုပ်တဲ့ electron လေးကဘယ်မှာပဲလဲအလဲမှာပဲဒီမာကာလေးကဘယ်မှာပဲလဲကျောင်းမှာပဲကျန်ခဲ့တယ်အိမ်ယူရလို့မရဘူးသိလားဟုတ်အားမရဘူးအဲ့တော့အဲ့လို equation ဆိုရင်အပေါ်ဆုံးလည်းမပေါ်ဘူးအမှားဆုံးလည်းမပေါ်တော့တဲ့ဘုံပိုရာတွေမဖြစ်ဘူးဒီတော့သွားစုရဖြစ်စဉ်မဖြစ်ဘူးသိလားအဲ့တော့ဒီတော့သွားစုရဖြစ်စဉ်ပြီးဘုံပိုရာတွေဖြစ်ရင်
polar molecule လား non polar molecule လား non polar molecule ဟုတ်လားဒီလို develop တဲ့ minus ပုံမှာပါလဲ polar molecule ဒီလားလို့ ပြီးပါရဲ့ ဟုတ်လားအဲ့တော့အဲ့ကောင်တော့သူဘာနဲ့ပြတော့ dipole moment နဲ့ပြပြ dipole moment ရှင်ဘုံပိုလာပြီးဖြစ်ရင် dipole moment ရှိ dipole moment ရှင် polar molecule ပြန်လာနော်ဘုံပိုလာပြီးဖြစ်ရင် dipole moment ရှိဇေယျလုံးတို့ကဒီမှာပါလဲ dipole moment ဘုံပိုလာရှင် dipole moment ရှိ dipole moment ရှင် polarity polar molecule polar molecule polar နဲ့ polar molecule polar molecule ပြဖို့တဲ့ dipole moment ရှိရမယ်ဘုံပိုလာပြီးဖြစ်ရဘုံပိုလာပြီးဖြစ်ရင် dipole moment ရှိ dipole moment ကဘယ်လိုအောင်လို့မဟုတ်ပါဆရာနဲ့သမီးနဲ့ဒေါ်ဆွဲပွဲတစ်ခုလို့ဆွဲကြဒီလားဆွဲကြကျိုးဆွဲကြဆရာအားကောင်းတော့ဆရာဘက်ကိုအကျိုးကပိုးပါတယ်ပိုးပြီးပါပဲလေပါတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဘုံပူရာတီလို့ခေါ်တယ်ကျန်တာကဆရာကလည်းဒေါ်ဆွဲပွဲကျိုးဆွဲမယ်မင်းကျိုးလို့မရအောင်နော်အဲ့လိုလေကျိုးဆွဲမယ်ကျိုးတော့ဆရာအားကောင်းတော့ကျိုးကဆရာဘက်ပိုးပိုင်ဘုံပူရာတီဒါဆိုဘယ်လောက်အားနဲ့ဆွဲနေတာလဲသူက50 Newton နဲ့ဆွဲတယ်ဆရာက100 Newton နဲ့ဆွဲမယ်ရောင်းရောက်တဲ့ခြားနာချက်က50 Newton အဲ့ခြားနာချက်ကိုဘယ်လောက်အားနဲ့ဆွဲနေလဲဆိုတဲ့ခြားနာချက်လေးကို dipole moment လို့ခေါ်တယ်ပြန်လာတော့အဲ့လိုမျိုးဆိုတော့ကျန်တဲ့ဘာလဲလွန်ဆွဲနေဆွဲတဲ့အခါမှာဒူကြီးဆွဲတဲ့အခါမှာရှားအားကောင်းတော့ရှားဘက်ကိုပါလာတယ်ကျိုးကပါလာပြီအဲ့ကျိုးပါလာတဲ့ဖြစ်စဉ်ကိုဘာလို့ခေါ်လဲဘုံပူလာတယ်လို့ဒီမှာအဲ့ဒါသူကအားကောင်းတော့သူ့ဘက်ကိုဆွဲတော့အီလက်ထရွန်လေးတွေတွားပြီးသူ့ဘက်ကိုတွားဆုတဲ့အနေထားကိုဘုံပူလာတယ်လို့ခေါ်တယ် ဘုံပူလာတယ်ဘုံပူလာဖြစ်သွားတယ်သိလားအားမများတယ်ဘုံပူလာတယ်ဖြစ်ဘုံပူလာပြီဘလောက်အားနဲ့ဆွဲနေလဲဆိုတော့ပမာဏ dipole moment ပမာဏခြားနာချက်ပေါ့အဲ့ဒါ dipole moment လို့ခေါ်တယ် ဟုတ် ဒါဘုံပူလာပြီဖြစ်ရင်ကျင်းတယ် dipole moment ဖြစ်ပြီရှိပြီ dipole moment ရှိပြီဆိုရင်အဲ့ဒီ molecule ဘာ molecule လဲ polar molecule လို့ခေါ်တယ် molecule လို့ခေါ်တယ်ဒါနဲ့ငါတို့ covalent molecule တော့ polar covalent molecule ပေါ့နားလေလားနားလေပါရဲ့ဟုတ်ပြီဆရာကြီးဟာလားရှေ့ကိုလမ်းလျှောက်နေပြီဒါရှင်းပြသိစမှာလို့ဒါရှင်းဟာလားဘယ်လောက်လမ်းလျှောက်လဲ5 km လမ်းလျှောက်တယ်ဒါပဲဆရာကြီးရှေ့ကိုလမ်းလျှောက်တယ်ရှေ့ကိုဆိုတဲ့ကြောင့်အဲ့ဒါကပါလဲဘုံ polarity ဟုတ်နော်ဥပမာလေးပြောတာတော့ဒါနဲ့အဒီနဲ့တော်တော်လို့မရရှေ့ကိုလမ်းလျှောက်တယ်ဘုံ polarity ဘယ်လောက်မီတာလမ်းလျှောက်လဲ5 km ပမာဏက5 km သိစရာပါလဲဒါဘုံ moment ဟုတ်လားအဲ့တော့ဓာတ်ဘုံ moment ကိုခဏနဲ့ခေါ်ပြလို့ရတယ်ရတာပေါ့ဓာတ်ဘုံ moment ဘာနဲ့ခေါ်ပြလို့လဲခဏနဲ့ခေါ်ပြလို့ရတယ်အဲ့တော့ဓာတ်ဘုံ moment ကိုသင်နေတာအပြင်ဘာနဲ့ပြလဲမြူနဲ့ပြဘာလဲလဲမြူဒါလေးမြူလို့ခေါ်တယ်မြူလို့ချင်းဒီလိုရှည်လေးဆိုရဟုတ်လားဓာတ်ဘုံ moment ကိုလို့ချင်းပလက်ဆက်တော့တယ်ပမာဏ Q နဲ့ distance အကွာဝေး R နဲ့တော့ဟုတ်လား magnitude of the charge the separating of the charge နော်အဲ့တော့အဲ့မှာဒီပမာဏ the distance of the charge ဟုတ်လားအကွာဝေးနဲ့ပမာဏနဲ့မြောက်အဲ့တော့ဒါကြီးကို mu ဘာလို့ခေါ်လဲ dipole moment dipole moment ကိုဘာနဲ့ခေါ်ပြလို့ရလဲ mu ကိန်းကနနဲ့ခေါ်ပြလို့ရတယ်အဲ့ဒါတပတ်တယ်နော် dipole moment ဘာနဲ့ခေါ်လဲကိန်းကနနဲ့ခေါ်ပြလို့ရတယ်သိလားကိန်းကနနဲ့ခေါ်ပြလို့ရတယ်ဘာနဲ့မြောက်လဲပမာဏနဲ့အကွာဝေးနဲ့မြောက်ဝေးအဲ့ဒါ dipole moment ဒါသူ့ဖုန်းလာလေးခဏမှတ်တာတစ်ဖြက်အဲ့ဒါတစ်ဖြက်တော့ဇောက်ပြန်ရှင်းပြမယ်electron share လုပ်တာပဲ electron ဘာလုပ်တာလဲ share လုပ်တာ electron share လုပ်တာနှစ်ယောက် electron share လုပ်တာပဲဟုတ်လားငါတည်း electron ဇုံတော့ share လုပ်တာပဲသူကအားကောင်းတယ်သူ့ဘက်ကိုအဲ့ဇုံတွေလေးကပိုပါသွားတယ်အဲ့ဒါကိုဘာလို့ခေါ်လဲ
polarity ဘုံ polarity ဘုံလေးထည့်တော့ one polarity အာ polarity လဲဘုံ polarity လို့ သူ့ဘက်ကိုပူပါသွားတယ်အားကောင်းတော့သိလားရှဲလို့လိုက်ရင်သူ့ဘက်ကိုပူပါသွားတယ်အဲ့ဒါကိုဘုံ polarity လို့ခေါ်တယ်သိလားဒီကောင်ဘာဘလောက်ပါနာနဲ့ဆွဲနေလဲဆိုတာကိုကြတော့ဒိုင်ဘိုဘုံမဲဘုံ polarity ဒါလို့သူကဒီ electron လုံးအပြီးဆုံးလိုက်ရတာ ဟုတ်ပါ အပြီးဆုံးလိုက်ရတာမဟုတ်ဘူးစွန်းတော့ plus ပေါ်သူလည်းဆွဲရ minus ပေါ်တယ်ဒီ minus စာလေးဆုံးလိုက်တော့ partially positive ဆိုတော့ delta ပေါ်ပါတယ်ခဏလေးပဲဆုံးလိုက်ရပြန်ရမှာဘကောနဲ့ခဏလေးပဲရိုက်လိုက်တာပြန်ပြရမှာအဲ့တော့ del minus အဲ့တော့ delta del minus ပေါ်ပိုင်းအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ POLE ရ polar MOLECULES molecule ခေါ်တယ်ဘာ molecule လဲ polar molecule သိလား ဒီပါ တနည်းလည်းသူဘာရှိလဲ polarity ဖြစ်တာဘုံ polarity ဖြစ်တော့ဘာရှိသွားပြီလဲဒိုင်ဘုံ moment ရှိသွားပြီဒိုင်ဘုံ moment ရှိတဲ့ကြောင့်အဲ့ molecule ဘာလို့ခေါ်လဲ polar molecule ခေါ်တယ် ဒါလည်းကလေးမခက်ဘူး polar နံပိုလာခွဲတာမခက်ဘူး ဟုတ် ဒါလည်းအားနာခုညနေတယ်ဘယ်သူမှဒီ share တဲ့ electron ဒီဘောင်းသူငယ်စိတ်လျှော့စိတ်နားလဲပါဘူးဘယ်သူမှ share တဲ့ electron ပို့ဆွဲလို့မရတော့ဘူးမရအပေါ်ဆုံးမှာဆိုပေါ်စရာအကြောင်းမရှိတော့ delta del minus ပေါ်စရာအကြောင်းလည်းမရှိတော့အဲ့ဒါပါလေ နံပိုလာ ဒီလားအာတခုကအားပေါ်အောင်ဆွဲလိုက်တယ်ကျင်းစီပါဘာဆိုရလဲပိုလာမော်တယ်လေအဲ့ဒါဘာရှိလဲသူကဝွန်ပရာတီရှိမယ် ဒိုင်ဘုံဘုံဝမ်းရှိမယ် ဟုတ်စတားမယ်ဒါမှမဟုတ်ရှိမယ်ပိုလာနာပိုလာပေါ်တာလွယ်လွယ်လေးဟုတ်လားနောက်ပိုင်းနဲ့နည်းနည်းခက်လာဟုတ်ကနာပိုလာမော်လီကျူးဒီနာပိုလာပိုဝေးလာမော်ဖြစ်အဲ့ဒီဆက်တယ်ဟုတ်လားပိုလာဘုံရှိတိုင်းပိုလာမော်လီကျူးပေါ့မကျင်းပါနဲ့သူ့ဌာနကခုနပိုလာဘုံရှိတာပေါ့ဘာရသူ့ဟာလေပိုလာဘုံဖြစ်ဘူးဒါနောက်ပါဆက်တယ်အခုတော့သူတို့ဒါလေးနားလဲလို့ နားလဲပါတယ် ဟုတ်ပြီနော်မျိုးလေးပြင်လာမျိုးလေးပြင်လာသိလားအဲ့တော့ပြောမယ် electron ဟိုဘာလုပ်တာလဲကိုဝေးလာဘုံက electron ဘာလုပ်မလဲ share လုပ်အဲ့ဒါလေးနေချုပ် electron ဘာလုပ်မလဲ share လုပ် electron share လုပ်ဒါ electron က electron share လုပ် share လုပ်တဲ့အခါမှာ equal share လုပ်ရင်ကျင်းနေတယ်ဘာမှဖြစ်ဘူးလဲဘုံပူတာတွေမဖြစ်ဘူးဒိုင်ဘုံမှလည်းမရှိဘူးမရှိတော့ပါလဲနားပူတာ molecule သိလား equation မလို့ဒီဘက်ကအားကောင်းတယ်ဒီဘက်ကအကောင်အားကောင်းတော့ဒီကောင်လေးဆွဲသွားတယ်ဟိုဘက်ကောင်လည်းရှိမယ်နော်ဒီဘက်ကညလုံးနဲ့ညံလိုက်ဒီကောင်ရှိတယ်လက်ကနှစ်ဘက်ချင်းကလေးနာမည်တော့ဟုတ်တော့လေ လိုက်ကန်ရပါ ဟုတ်လားအဲ့တော့ဒီကောင်အားကောင်းတော့ပိုဆွဲလိုက်ပြီဒီကောင်ပိုဆွဲသူ့ဘက်ကိုရောက်လာပြီသူ့ဘက်ကိုရောက်လာပြီသိလားသူ့နားကိုရောက်သွားတယ် electron သူ့သေးလေး share electron ဒီမှာလည်းရှိတယ်မဟာကွက်ကြီးကျန်ခဲ့တယ်ဒါပြီးတော့ပြီးလိုက်တယ်သူဟိုကောင်အားကောင်းတော့ဤရန်တမို့အားကောင်းတော့အဲ့လိုကိုသွားပြီးဘယ်ကနေဘယ်လိုသွားတော့ဒီဘက်ကနေဟိုဘက်ကိုသွားတယ်ဆိုတဲ့ကကျင်းနေအဲ့ဒါဘာပြောလဲဘုံပူရာတွေဖြစ်သွားပြီဘုံပူရာတွေဖြစ်သွားပြီအခုဘလောက်အားနဲ့ဆွဲနေလဲဆိုတော့ပမာဏကြောင့်လည်းဘာပြောရလဲဒိုင်ဘုံမှရှိသွားပြီဒါရှိပါတစ်ဖက်ကိုတစ်ဖက်ဆောင်လေးဖြစ်သွားတာပေါ့နော်တစ်ဖက်ကိုအားဖို့ကောင်းတော့ဟိုအပြီးတော့ဆွန့်လိုက်ရတာလားမဆွန့်လိုက်ဘူးဒီကောင်ဘာလို့ကိုရဘာလုပ်တာလဲ share လုပ်တာအဲ့တော့ share လုပ်အပြီးတော့မဆွန့်လိုက်ရဘူးအဲ့တော့ဒီဘက်က partially ဆွန့်အပြီးဆွန့်လိုက်ရင် positive 2 ion ပေါ့ဟုတ်အပြီးဆွန့်လိုက်ရင် minus ဟာဒီကောင်minus တော့ပေါ့ဟုတ်လားဒါတော့ဒီကောင်ဘာအားလုံးပုံမှာအပြီးဆွဲလိုက်ရအပြီးဆွဲလိုက်တာမဟုတ်ဘူးရတဲ့ကောင်အပြီးမရတဲ့ကြောင့် partially negative ပြီးတဲ့ကောင်လည်းအပြီးပေးတာမဟုတ်တဲ့ partially positive ထည့်ပလက်တယ်မိုင်းနဲ့အပေါ်ဆုံးအမှားဆုံးပေါ်သွားပြီဘုံပရာတွေဖြစ်သွားပြီဒိုင်ဘုံမှန်ရှိသွားပြီအဲဒါ B molecule ကို polar molecule လို့ခေါ်ပါသည်ဒီလားဟုတ်ပြီဒါလို့ဆိုတော့ဒိုင်ဘုံမှန်ကိုကင်းကနနဲ့ဘာလို့လဲပေါ်ပြလို့ရတယ်အတမတ်တယ်သူကမှတ်တာဒိုင်ဘုံမှန်ဘာလဲရလဲကင်းကနနေပေါင်းမိုင်ကင်းကနနဲ့ပေါ်ပြလာ new လို့အဲ့ဒီမှာဖတ်တာတော့မပါဘူးသူကတည်းကဒိုင်ဘုံမှန်လူချင်းဘာနဲ့မှလည်းမကြောက်ဘူးလို့ကျူးနဲ့အာနဲ့မြတ် ဟုတ်တယ်ကျူးကပါလေကျူးကပမာဏအာအကွာဝေး ဟုတ်ပြီအဲ့ဒါဖတ်ကြည့်ဟုတ်ကြည့်ဆက်စီမဲ့ဟာလေးဒီကပါပြီးသားပါ A covalent bond A molecule describe describe A covalent bond within a molecule ထဲမှာရှိတဲ့ covalent bond describe A pair electron စုံတဲ့နေနဲ့ ဟောပြတယ်ဗီဒီယိုနဲ့အတက်မနက်ငါတို့အခုတင်လာဒီကလေးဘောလုံးလုံးမှာပြင်နေတယ်ဗျာဟုတ်သိလားအဲ့ပါအဲ့
မှာ share လုပ်ထားတဲ့ equation ကိုပေါ်ပြပါတယ်တဲ့သိလား ဟုတ် equation စုံနဲ့လည်းပေါ်ပြ if the atom are not energy ရဲ့ energy ရဲ့ထက်တူမကြဘူးဆိုရင်ဒါထက်တူကြတယ်မတူဘူးလေဒါထက်တူကြတယ်ဒါထက်တူမကြအတန်ကခုကဘာဖြစ်လဲထက်တူမကြဒါဟိုက်ဒရိုဂျင်နဲ့ဆိုရင်ထက်တူမကြဘူးဆိုရင် the electron will not be equally shared ရဲ့ electron တွေကဒီလို equally share မဖြစ်နိုင်တော့ပါဘူးလေသိလား ဟုတ် ဒီတဲ့စာဝတ်ဆက်ရှင်းပြတာဆက်ဖက်ဆဲတာမဟုတ်ဘူး The atom with the greater share of electrons. but the atom with the atom with the greater share သိလား of the electron will be slightly negative greater share ကျန်ကလေးအားပိုကောင်းတဲ့ကောင်ကအားပိုကောင်းတဲ့ atom ကသိလား ဟုတ် အားပိုကောင်းတဲ့ atom ကဘာလုပ်လဲ နည်းနည်းလေး slightly negative ပေါ်မယ်တဲ့သိလားသူ့ဘက်ကိုပို့ဆွဲ greater share အားပိုကောင်းတယ်လို့ခေါ်တာ share အားပိုကောင်းတဲ့ကောင်ကကိုယ့်ဘက်ကိုဆွဲပြီးတော့ slightly negative ပေါ်ပါမယ်အားသာ atom တစ်ခါတစ်စားခုကတော့ will be slightly positive ဘာပြောလဲ positive ပေါ်ပါမယ်သိလား greater share ဘက်ကိုသွားတဲ့အတွက်ကြောင့် this is known as ဗါလဲ one polarity အဲ့ဒါကိုဘာလို့ခေါ်ပါလဲ one polarity လို့ခေါ်ပါလဲဒီချက်တန်လေးပြောက်သွားတယ်ဘာလို့ခေါ်လဲ one polarity ခေါ်တယ် that's တို့ကြောင့် one polarity ဆိုတာဗါလဲအဲ့မှာ definition လို့ပြောတာမို့လေ one polarity within a molecule as a result ရတယ် in a separating charge over the molecule လေမညာသူရဲ့ရလကတော့ separating charge over one polarity ဆိုတာမချက်ကလေး separating charge ဆိုတာသူ့ဘက်ကိုဖြန့်ဝေတဲ့ this is the အားပေါ့နော်အဲ့ဒါကိုမူသားပြုတယ်မောဘာဒါပြင်ဒါပြီးကလေး dipole moment of a molecule can be expect အဲ့ဒါက dipole moment ကို highlight တာ can be expect numerically ကိန်းဂဏန်းနဲ့ဖော်ပြလို့ရပါတယ်အတ္တမတ္တ dipole moment ဘာနဲ့ဖော်ပြလို့ရလဲကိန်းဂဏန်းက numerically ကိုရှင်းတာ by taking type of anomalous process can happen beyond that ဟိုအပေါ်ငါကြော်ရတာကြော် change over by taking in the into a account the magnitude of the charge သိပြီလား ဟုတ် magnitude of the charge ဘာလို့ခေါ်လဲ ချရဲ့မှာလည်းညီကျူးနေ အဲ့ဒါကိုကျူပေါ့ ကျူပေါ့ ဟုတ်လား ဟုတ် ဒါမှမဟုတ်ကိန်းနဲ့ပေါ်ပြလို့ရတယ်သူရဲ့ပုံလာတော့ the magnitude of the charge နဲ့ the distance separating the charge magnitude of the charge ပါလေကျူ distance separating of the charge က r ကျူနဲ့ r နဲ့မြောက်လို့ရမြောက်ရင် movement ရတယ်အဲ့ဒါမှတ်တယ်နော်ဒါမှမဟုတ်က u ဒါလေးခါတာ u ဒါမှမဟုတ်မျိုးလို့ချင်းကျူရဲ့အရှိကပါလေ the magnitude of the charge ချ the magnitude of the charge r ကြတော့ပါလေ r ရဲ့အရှိကပါ the distance separating the charge separating ဆိုတာပါဖြန့်ဝေတာနော်ဖြန့်ဝေတာပေါ့ရမလား ရပါတယ် ဆက်ဖက်ကြည့်အောင် different types of anomalous process ဖတ်ပြအောင်ရှောက် different types of anomalous process can happen depending on the polarity of the molecule in the substance ဟုတ်ပြီအင်နာမလာဖို့မျိုးသားတွေcan happen ဖြစ်ပေါ်နိုင်တယ် depending on the polarity of molecule ရဲ့ polarity ကိုမူတည်ပြီးတော့အင်နာမလာဖို့မျိုးသားတွေပြပြပါတယ်နောက်တစ်ဖက် the electronegativity of bonded atom and the geometry of molecule play an important role in determining their polarity ဟုတ်ပြီကလေးမညာ polarity ဖြစ်ဖို့အတွက် P O L A R I T Y polarity ဖြစ်ဖို့အတွက်ဒီဟုတ်တယ်နော်ဒီ U L A R polarity ဖြစ်ဖို့အတွက်သူကဘာလဲတော့ဘာနဲ့မူတည်တော့မကြက်ကလေးဒီလို polarity ဖြစ်ဖို့အတွက်ဘုံ polarity ဖြစ်ဖို့အတွက်ပမာဏ the magnitude of the charge ရဲ့ပမာဏပဲပေါ်တယ်ဘူးနည်းနည်းပဲsorry the electronegativity negativity မင်းနဲ့ E ရတန်ဖို့အပေါ်လေမူတည်တယ်လို့ဒီဘုံ polarity ဖြစ်ဖို့ E ရတန်ဖို့လိုတယ်လေ ဟုတ် အဲ့ဒါ E ရအားကောင်းရင်ပို့ဆွဲတယ်
E ရဲ့တန်ဖိုးလည်းလို့လို့နောက်တော့ဘာလို့လဲ geometry 42 GEO and PR1 geometry အော် primary ဘုတ်တယ်ချက်လိုရတယ်အလုံးလက်ကလေးတန်ဖိုးတိလာမကဘူး geometry ပါလိုအပ်ပါတယ်ဒီလားမရက်ကလေးလဲgeometry ပါလေ ဟိုပုံဆွဲ အေးပုံလေးသူ့ရဲ့ပုံကြည့်ပြီးတော့တော်တန်ကုန်မှရှိတာအဲ့ဒါအကဲချက်မှာအဲ့ဒါရန်ရေးကြည့်တယ်သိလားပုံကြည့်မှာပုံကြည့်အောင်ပါဒုတိယတန်မော်လီကျူဒါမှမဟုတ်sorry ဒီမှာ4တန်မော်လီကျူအဲ့ပုံကြည့်ပြီးတော့ကျွန်တော်ကဘာလို့အောင်တန်ကုန်မှရှိလားမရှိလားဆိုတာဒါပဲဆိုတွက်အဲ့ဒါမို့အလုံးလုံးလေးတောက်တာအလုံးလုံးလေးနဲ့စဉ်းစားပါအလုံးလုံးသူ့ပုံနဲ့အလုံးလုံးလေးနဲ့မစဉ်းစားဘဲနဲ့ဘာနဲ့စဉ်းစားလဲ geometry တွေအဲ့ကြောင့် plurality ထုတ်ဖို့တဲ့အလုံးလုံးလေးတောက်ဖို့အလုံးလုံးလေးတင်တာမကဘူး geometry ပါအရေးကြီးပါလေဆိုတော့အဲ့ဒီကြောင့်ဟုတ်ကဲ့ဘုံရဲ့လလုံးလကတိတာမကကြည့်လားဟုတ် molecule ရဲ့ဗာလဲ molecule ရဲ့ geometry ရလဲ important role ခန်းကဏ္ဍပါဝင်အရေးကြီးတဲ့ခန်းကဏ္ဍပါဝင်ပါလေဒီလိုရပြီလားရပါပြီဒီချက်ပြန်ပြီးလေးချုပ်မယ်ဒီချက်ပြန်ပြီးပါငါတို့ပြန်လာ intermolecular forces မှာမိတ်ဆက်လေးပေါ့အဲ့မိတ်ဆက်ကလည်းရေးကြည့်တယ်ဟုတ်လား intermolecular forces ပြီးပို့လိုက်အဲ့တော့အဲ့ကောင်တွေကဘယ်မှာဖြစ်မှာလဲကိုဗစ်လာဘုံတွေမှာဖြစ်တယ်ဖြစ်တယ်ဟုတ်လားကိုဗစ်လာဘုံတွေမှာဖြစ်တယ်အဲ့ကိုဗစ်လာဘုံမှာကိုဗစ်လာဘုံဖြစ်တဲ့ကြောင့်အီလက်ထရွန်စုံတွေကိုတကယ်စုံတယ်မို့နော်တယောက်တစ်လုံးနောက်တစ်လုံးတော့ဂျာထဲမှာ share လုပ်ထားတဲ့အီလက်ထရွန်စုံတယ်မဟုတ်လားဟုတ်ပါတယ်အဲ့အီလက်ထရွန်စုံတွေကို share တဲ့အခါမှာ equally share ရှိတယ် and equal share ရှိတယ် equal share ရှိတယ် and equal share ရှိတယ် equal share ဆိုတာတယောက်တစ်ယောက်အားချင်းမျှ and equal share တော့တယောက်ကအားကောင်းတယ်တယောက်ကအားနေတယ်အားကောင်းတဲ့ကောင်ကသူတို့ share လုပ်ထားတဲ့ electron သူ့ဘက်ကိုပို့တာဆွဲမယ် nuclear ကနှမ်းဆွဲမှာပေါ့ဟုတ် nuclear ရဲ့အားကောင်းတာဘူးနော် nuclear ဆက်အရင်အားကောင်းတော့သူ့ဘက်ကိုပို့တာဆွဲမယ်ပို့တာဆွဲယူလိုက်တယ်ဆွဲယူလိုက်တာပဲရှိတယ်အပြီးပြလိုက်တာမဟုတ်ဘူးအပြီးယူလိုက်တာလည်းမဟုတ်ဘူးအဲ့ဒါလေးပြရအဲ့ဒီချက်ပဲအဲ့တော့ equation ဆိုရင်ဘာဖြစ်လဲဘုံပရာတွေမဖြစ်ဘူးတန်ဖိုးမှမရှိဘူးမရှိတော့နားပို့လားမော်လီကျူတယ်ဗမယ် equation ဒီဘုံမဖြစ်ဘူးဘုံပရာတွေမဖြစ်ဘူးတန်ဖိုးမှမရှိဘူးမရှိတော့နားပို့လားမော်လီကျူ equation ဘောပို့ဆွဲသွားပြီပို့ဆွဲသွားပြီဟိုဘက်ကိုပို့ဆွဲသွားပြီဒါကြတဲ့ဘယ်မှာသွားဆုလဲဆိုတော့ CF ဘက်မှာသွားဆုတယ်အဲ့လိုသွားဆုတဲ့လူတွေကတင်းသူကဘုံပရာတွေဖြစ်သွားပြီဟုတ်လားဘုံပရာဖြစ်လာဒီမှာ level ပေါ်ပဲဒီတော့တယ် minus ပေါ်သူဆွဲလိုက်တော့ဆွဲပြီး minus ပေါ်တယ်ဆွဲပြီး minus ပေါ်အပြီးဆွဲတာမဟုတ်တပိုင်းတစ်ခါဆွဲတော့ partially negative တင်ကြလား dem minus သူကပေးတော့ပေးလိုက်ရတယ်အပြီးပေးလိုက်ရတာမဟုတ်ဘူး partially positive dem plus ပေါ်သိလားလူပြောက်နေလမ်းလျှောက်ပြီးရှေ့ဘက်ကိုလျှောက်တယ်ဘုံပရာဒီ5 km လျှောက်တယ်ခိုင်းဘုံဘုံမှာဒါပဲသိလားတန်ဘုံမှာဘုံပရာဒီအားကောင်းနေတန်ဘုံမှာအားကောင်းနေတယ်သိလားဘုံပရာဒီအားကောင်းနေလေတန်ဘုံမှာအားကောင်းဒီလိုဆုတဲ့အားများလေးလေတန်ဘုံမှာလည်းများလေးလေဒါပဲဟုတ်ပြီနော်အဲ့ဒါဟိုဖြစ်သွားပြီဆိုရင်အဲ့ဒါကိုကျွန်တော်က polar molecule လို့ခေါ်ပါတယ်polar molecule ကအပေါ်ဆုံးကတော့ပေါ်တယ်။ဒါရွယ် polar နံပါတ်တော့ခွဲတဲ့ဖို့ဘာနဲ့ဘုံ polar လေးနဲ့ခွဲနေတာ။ဟုတ်လား။အဲ့ဒါပြီးတော့ဒိုင်ဘုံ movement ဆိုတဲ့အကြောင်းပြောတယ်။ဒိုင်ဘုံ movement ဆိုတော့ဘာနဲ့ပေါ်ပြလို့ရလဲ။ကင်းကင်းနဲ့ပေါ်ပြလို့ရတယ်။ဒါကဘာလဲပေါ့။ကင်း5 km သွားတယ်။ခုနကသမီးက50ဆရာ100 100 meter အားနဲ့ဆွဲနေတယ်100 meter အားနဲ့အဲ့လိုပမာဏတွေပါလာပြီဆိုရင်ဒိုင်ဘုံကကင်းကင်းနဲ့ပေါ်ပြလို့ရတယ်။အဲ့ဒိုင်ဘုံကဘယ်လောက်ရှိလဲ။ဥမာ50ရှိတယ်။အဲ့လိုဥမာဆိုတာအဲ့တော့ရှိတယ်အဲ့ဒါဒိုင်ဘုံကကင်းနဲ့ပေါ်ပြလို့ရတယ်။ပြီးတော့ဒိုင်ဘုံကိုလိုချင်ရင်ဘာနဲ့ဘာလဲမြောက်မလဲဆိုတော့ the magnitude of the child the distance separating child အဲ့ဒါကိုဘာလို့လဲမြောက်ပြီကျူတဲ့အားနဲ့မြောက်ပြရတယ်ဟုတ်ပြီနော်ဟုတ်ကျူတဲ့အားနဲ့မြောက်ပြရတယ်ပူရာနီဖြစ်ဖို့အတွက်အလုံးလုံးလေးတစ်ခုတည်းနဲ့အားကိုးရတာမရဘူးနောက်ဘာကျောင်းမင်းလည်းမူတည်ပါတယ်ဒါပဲဒီပိုင်းလေးအဲ့ဒါကိုလုပ်ပါတယ်ဟုတ်သိလားဟုတ်ပြီချက်စာပြန်ဖတ်ကြည့်